မင်္ဂလာပါခင်ဗျာအခုဖတ်ပြမဲ့ဝတ္ထုတို့လေးရတော့တင်းရင်တို့အဖွဲ့ဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ဖြန်းခနဲ့ကြားလိုက်ရပြီးရုပ်သက်ဖြစ်ပြီဆိုတော့ပြဿနာအကြီးတစ်ခုတက်ပြီဆိုတာကျွန်တော်သဘောပေါက်လိုက်တယ်ပုံမှန်ကတော့အဲ့ဒီလိုရုပ်ပြက်ဆင်းပြက်ပြဿနာမျိုးတခါမှတော့မဖြစ်ဘူးကျောင်းရဲ့မာစတာတန်းတစ်နှစ်စာကမ်ဆိုတော့အသက်တွေလည်း20ကျော်နေကြပြီမို့ရင့်ကျက်စွာနဲ့ဖြည့်ရှင်းနိုင်ခဲ့မယ်လို့ထင်ထားခဲ့တာဒါပေမဲ့ဟုတ်မနေခဲ့ဘူးနင်တို့အဖွဲ့ငါမင်္ဂလာဆောင်တော့မယ်ဆိုပြီးသတင်းအမှားတွေလိုက်ဖြန့်နေရတော်သိမ့်ပြီမြင်ကွင်းစီကိုရောက်သွားတော့ကျွန်တော်ကရှေ့ဆုံးမှာဖြစ်နေရဲ့အီဖြူကမကြေမနက်နဲ့တင်းရင်ပါးကိုရိုက်လိုက်တာအီဖြူမင်္ဂလာဆောင်တော့မယ်ဆိုတဲ့အကြောင်းတင်းရင်တို့အဖွဲ့လိုက်ဖွာနေရကျွန်တော်ကြားလိုက်တာပဲတင်းရင်ဆိုလို့နာမည်အရင်မဟုတ်ဘူးသူ့နာမည်အရင်ကတင်စာကျော်ဝင်းမင်းသမီးတင်စာဝင်းကျော်နဲ့နာမည်ပြောင်းပြန်ပေါ့တင်စာကျော်ဝင်းနဲ့သူ့တငယ်ချင်း၃ယောက်ကတကြောင်လုံးပတ်ပြီးအတင်းတွေလိုက်ဖွာတယ်စကားရှုပ်တယ်ဇယားရှုပ်တယ်အနိုင်ကျင့်လို့ရတယ်လို့ဆိုအနိုင်ကျင့်တယ်သူများကိုအတလူကြီးဗလိန်းတယ်မြင်အောင်ပြောရရင်ရင်ဘတ်ထဲကထားရုပ်ရှင်စကားတွေကအိမ်ရာကျော်စင်တို့အိမ်မှာအလုပ်လုပ်နေတဲ့အိမ်ဖော်သိရင်လိုပဲစကားကိုဘလောင်းမလဲပြောလုံးလို့အားလုံးကနာမည်ပြောင်းအနေနဲ့သိရင်ဆိုပြီးပေးထားတာဟဲ့နေတကယ်ဆောင်လို့ဆောင်တော့မယ်လို့ပြောတာလေပါချခံထားရတဲ့သိရင်ကပြန်ချေပါတယ်နှစ်ဖက်မိသားစုအခြေအနေအရဒီနှစ်ကြောင်းပြီးရင်ငါတို့လက်မှတ်ထိုးရမယ်လို့ပဲပြောတာမင်္ဂလာဆောင်မယ်ဆိုတဲ့စကားငါပါဇက်ကတခွန်းမှမပြောခဲ့ဘူးနင်တက်တက်ပလီတာအီဖြူကအင်ရာကျော်စင်လေတန်နဲ့ပြန်ချေပါတယ်အဲ့တော့နေကငါအမေတော်မရိုက်ဘူးတဲ့ငါဘာကိုရိုက်တယ်ပေါ့လေကောင်မတင်းရင်ကမကျေနပ်ဘူးအီဖြူကိုစားတော့ဝါတော့မတက်ကြည့်တယ်သူ့ပုံစံထောင်ထောင်မောင်းမောင်းမျက်လုံးပြူးပြူးနဲ့မို့ဘလူးတစ်ပတ်စီးတယ်လို့ကြောက်စရာကောင်းလာတယ်မဆိုင်မတော့မှာပဲအီဖြူရဲ့သပင်ကိုဆောင်းဆွဲပြီးပါးရီနားတွေချပစ်တယ်တင်းရင်ရဲ့တငယ်ချင်း၃ယောက်ကပါလာပြီးအီဖြူကိုမတရားဝိုင်းလုပ်ကြတော့တဒန်းလုံးကဝိုင်းဆွဲဖြန့်ပြေကြရတယ်အီဖြူဘက်ကအတော်ကလေးနာနေလို့အားလုံးကဝိုင်းဆွဲတာတကယ်ဆိုတင်းရင်တို့ဘက်ကသာနာနေရင်မတိရအောင်ဆောင်ရင်ဆောင်နေကြမယ်ထင်တာပဲတင်းရင်ကိုတဒန်းလုံးကအမြင်ကပ်နေတာကြာပြီဒါပေမဲ့တော်ရုံမပြောချင်ကြလို့သာမချစ်တော့လဲအောက်ကနန်းနေကြရတာလှုပ်တဲ့အပေါက်တွေကိုလည်းကြည့်အောင်လေမြင့်မိုးကသူတို့ပိုင်မိုတယ်မှာကောင်တာထိုင်တာကိုခဏလေးမြင်ပြီးမမြင်မမြန်ပဲမြင့်မိုးကကျောင်းပိတ်ရက်ဆိုဟိုတယ်မှာကောင်လေးတွေနဲ့တွားအိတ်တယ်ဆိုပြီးကျောင်းမှာလိုက်ဖွာတယ်ခင်လေးကမိသားစုအခြေအနေကြောင့်ပထွေးနဲ့နေရတာကိုပထွေးနဲ့ easy ကလေးလှုပ်တယ်ဆိုပြီးအောက်တန်းကြကြသမုတ်တယ်ဝါဝါထုံးရီတို့အိမ်အဖောက်ခံရတခိုးခိုးခံရလို့ပစ္စည်းတော်တော်များများပါသွားပေမဲ့အနေအစားအသုံးဖြုံးမပြတ်တဲ့ဝါဝါထုံးရီကိုကြည့်ပြီးပစ္စည်းခိုးတာဝါဝါထုံးရီလည်းကြံရပါဖြစ်နေရဆိုပြီးကြံဖန်လျှောက်ပြောတယ် PR Public Relations တင်တဲ့ဆီယာမဝတ်ထားတဲ့ Platinum တွေကိုအတုတွေဝတ်တယ်ဆိုပြီးအတင်းလိုက်ပြောတယ်မောင်နှမဝင်းခွဲတော်တဲ့တထားနဲ့အောင်နိုင်ကိုသမီးသားတွေပါဆိုပြီးလိုက်ဖွာတယ်မိသားဝန်ထမ်းသမီးဖြစ်တဲ့အိမ်ဖူးဆန်ကိုမပြေလည်ဘူးစင်းရဲလို့သူတို့တငယ်ချင်းတစုကဝိုင်းပြီးပေးကျွေးနေရတယ်ဆိုပြီးအတင်းလိုက်ပြောတယ်ဒါတင်မဲလားဆိုတော့မဟုတ်ဘူးတင်သာကျော်ဝင်းတို့တတိုက်ကယောက်ျားလေးတွေရဲ့အတင်းတွေကိုပါလိုက်ပြောသေးတာကျော်စောဆေးလေးတောက်တာကိုမြင်ပြီးကျော်စောတယောက်ဆေးချနေပါတယ်လို့ပြောတာတီဟဂေးနေတာဖြစ်ပြီးဘဲနဲ့တပတ်တစ်ခါအပြင်မှာတွားအိတ်တယ်ဆိုတဲ့အကြောင်းထုံးဝေတာကအိမ်အောင်ရှိမိန်းမကြီးတယောက်နဲ့ဖောက်ပြန်နေတယ်ဆိုတဲ့အကြောင်းဇော်မြင့်နိုင်တို့တငယ်ချင်းအုပ်စုကဒီကျောင်းကိုမရောက်ခင်ကမတော်တဆမှုတစ်ခုနဲ့ထောင်တလကြာဘူးတဲ့အကြောင်းစသဖြင့်တဒန်းလုံးရဲ့သူများမကောင်းကြောင်းကိုယ့်ကောင်းကြောင်းကိုစုံနေအောင်ပြောတတ်တာသူပြောသမျှကလည်းတကယ်ကိုသူတစ်ပါးတိတ်ခါရစရာမရှိတဲ့အနေအထားအထိကိုပဲမှားတာရှိတယ်လို့မှန်တာလည်းရှိတယ်ဒါပေမဲ့လူအတိုင်းဝိုင်းလူပတ်ဝန်းကျင်ဆိုတာသူတစ်ပါးရဲ့ကိုချင်းတိတ်ခါတကူရေကိစ္စတွေကိုအလေးစားပြီးထိန်းတင်တာထိန်းလျှို့ဝှက်တင်တာလျှို့ဝှက်ပေးရမယ်မဟုတ်လားရှာအယိုးမရှိတိုင်းတပုတ်လီလွင်ပြောနေရလို့ပဲဖြစ်ပါမလဲကြာလာတော့သူတို့အဖွဲ့ကိုချင်းလာယွန်လာကြတယ်တကြောင်တဲ့တခန်းတဲ့ဆိုတော့လဲမဆက်ဆံခြင်းပေမဲ့ပြောဆိုနေကြရပေမဲ့ဘယ်နေ့ကို့အကြောင်းဖွားမလဲဆိုတာကြောက်နေကြရတယ်အတဲတဲ့နေမကတကြောင်လုံးသိအောင်လိုက်ဖွားတတ်ကြတာကိုစိတ်အနှောက်အယှက်ဖြစ်စေလို့ toxic ဖြစ်စေလို့လစ်လူရှုထားဥပိ္ပခပြုထားလို့ရမယ်မထင်နဲ့သူတို့ကကိုယ့်ကိုစကားတွေအတင်းလာပြောမုတ်တယ်လာကြွေးပြစေတနာထားခြင်းအောင်ဆောင်ပြနဲ့အပေါင်းအသင်းလာလုပ်ပြန်သေးတာဒီတော့လဲကိုရီကအလိုက်သိနေပြန်ရတယ်မနေပြန်တော့လဲ
ကိုရီကဒီလောက်တော့သဘောထားမကြီးပါလားဆိုတဲ့အပေါက်ကဖြစ်နေအောင်ပါကိုခွန်းခနဲ့တစ်ချက်ကြားပြီးနောက်မှာတော့ကျွန်တော်အတွေ့ကလက်ရှိနေရာကိုပြန်ရောက်လာတယ်။ if you ကတင်းရင်ရဲ့ခေါင်းကိုပန်းအိုးနဲ့ရိုက်ခွဲပစ်လိုက်တာ။ဆီယာမစပွဲပေါ်တင်ထားတဲ့ကျွေပန်းအိုးလှလှလေးကအစိစိတ်အမော်မှာကွဲသွားပြီးတင်းရင်ရဲ့ခေါင်းစသွေးစထွက်လာတယ်။အလေးအငိုက်လှုပ်တာမို့တင်းရင်တငယ်ချင်းတွေလည်းဝင်ဆွဲဝင်လှုပ်ချိန်မရလိုက်ဘူး။ဖြန်ပြေနေတဲ့အတန်းသားအလုံးလဲကြောင်သွားတယ်။မဆိုင်မတော့မှာပဲကျောင်းတာဝန်ရှိသူတွေရောက်လာကြတယ်။မြန်မာရုပ်ရှင်တွေကလို့အားလုံးပြီးမှရဲတွေရောက်လာတဲ့ပုံစံပေါ့နောက်ဆက်တွဲရတော့တင်းရင်ရဲ့ခေါင်းလေးချက်ချုပ်လိုက်ရတယ်if you ကတော့ကျောင်းအထုတ်ခံလိုက်ရတယ်တင်းရင်ခွင့်ယူထားတော့သူတို့အဖွဲ့နည်းနည်းငြိမ်တယ်လို့ခံစားရတယ်အုပ်စုနဲ့မှမရဲတဲ့ကိုရီးယားကားရဲ့ကျောင်းလူစိုးကိုင်းသမားတွေပေါ့ဒါပေမဲ့အချို့ကမသေးဘူးကျွန်တော်စီကိုဓာတ်ရိုက်ကြလာတဲ့နေ့ကိုရောက်လာတယ်ကျွန်တော်တို့ကျောင်းပိတ်ရက်ဆိုအိမ်ပြန်ခွင့်ရှိရမို့အတိအသီးအိမ်ပြန်ကြတယ်ကျွန်တော်အိမ်ကမပြေတယ်တော့ပစ္စည်းတွေကိုအပေါင်ဆိုင်ခဏခဏသွားထားတတ်ကြတယ်။တခါတလေအမေမအားရင်ကျွန်တော်သွားပေးတယ်။အချင်းနေရတာသွားရတာကျွန်တော်အရန်ရှက်တယ်။လူသိလည်းမခံဝန်းဘူး။ဒါကိုတင်းရင်တို့အဖွဲ့ကတယောက်ကမြင်ပြစ်အောင်မြင်သွားပြီးကျောင်းဖွင့်တော့ကျွန်တော်စီကိုခနဲ့တက်တက်စကားတန်တွေလာပြောတယ်။ခါတိုင်းလိုကျွန်တော်အတင်းတွေပြောပြီးကျောင်းမှာဖွားရင်တော့မသိချင်အောင်စောင့်နေအောင်ပါ။အခုဟာကျွန်တော်စီကိုအဲ့ဒီတင်းရင်မတို့အဖွဲ့ဓာတ်ရိုက်ကိုရောက်ချလာတာ။ဝင်းမင်းမောင်နင်းအပေါင်ဆိုင်သွားတာငါတို့မြင်လိုက်တယ်နင်းအိမ်ကမပြေလည်ဘူးလားယင်အရန်ကျင်နာတတ်တဲ့လေတံနဲ့တိုးလက်လျလေးပြောတယ်ဘာဖြစ်လို့လဲနင်းနဲ့ဘာဆိုင်လို့လဲတင်သာကြော်ဝင်းရုတ်တရက်ဆိုတော့ကျွန်တော်လည်းတကယ်ကြောင်သွားတယ်ရှက်စိတ်ကလည်းထောင်းကနေထွက်လာပြီးတကိုယ်လုံးထူပူသွားတယ်ဘေးမှာလူရှင်းနေလို့တော်သေးရဲ့ငါကကူညီမလို့ပါဟာနင်တို့မပြေလဲရင်ငါစီကပတ်စံချေးလေအတိုးလည်းနည်းနည်းပဲယူမယ်ဟာတငယ်ချင်းချင်းချင်းတကယ်ကူညီနေတာပါလူတွေဟာဂယုဏတရားရှိကြတယ်မုဒိတာတော့မရှိကြဘူးတဲ့ကိုယ့်ထက်နှိမ့်ကြတဲ့သူမရှိငမွဲတွေကိုဆိုရင်အရန်ကိုတနာကျင်တာပြတတ်ကြတဲ့နွမ်းပါတဲ့သူတွေကိုအဝတ်အစားတွေပေးတာကြွကြော်တဲမှနေတဲ့သူတွေကိုလိုက်လှူမေတ္တာရှိထားအကြောင်းပြတာတွေကအရန်လုပ်တတ်ကြပြီးကိုနဲ့ဒန်းတူလူတယောက်ကကိုယ့်ထက်တာရင်မုဒိတာမပွားနိုင်ကြဘူးတဲ့တင်သာကျော်ဝင်းနဲ့ကျွန်တော်ကဒန်းတူလည်းမဟုတ်သလိုတငယ်ချင်းလည်းမဟုတ်ဘူးမုဒိတာပွားဖို့မလိုအပ်သလိုဂယုဏထားဖို့လည်းမလိုအပ်ဘူးကျွန်တော်မှသူ့ကိုတငယ်ချင်းအဖြစ်မတတ်မှတ်တာရတယ်မလို့နင့်အဖေဌာနမှာနေရာမရလို့အစိုးရလာတာနည်းနည်းပဲရတာနင့်အမေဈေးရောက်မကောင်းလို့အပေါင်ဆိုင်ခဏခဏရောက်တာငါသိပါတယ်ဟာနေအားနာစရာမလိုပါဘူးငါတကယ်ကူညီတင်စာကြောင်းဝင်းနေထွက်သွားလိုက်တော့ကျွန်တော်လေတန်းကမထင်မပဲကျဲသွားတာမို့အခြားတန်းပေါ်အချို့သတိထားမိသွားတယ်ဒါကိုတင်းရင်မနဲ့အပေါင်းမတချို့ကပုံကြီးချက်ပြန်တယ်ဘာဖြစ်တာလဲအတန်းပေါ်အချင်းချင်းပဲကိုနင်းအပေါင်ဆိုင်သွားတာငါတို့ကမကြည့်ရလို့တင်းရင်မနင်းကျွန်တော်တီးမခံနိုင်တော့ဘူးသူ့ရင်ဘက်ကအင်ကြီးစားကိုဆောင်းဆွဲပြီးထိုးလိုက်ဖို့ပြင်မိတယ်ပြီးတော့မှစိတ်ကိုအတော်လေးထိမ့်ပြီးရှူးရှူးရှဲရှဲပင်းသက်တွေရှိုက်နေရတယ်တင်းရင်မကသူ့ရင်ဘက်အင်ကြီးစားကိုဆွဲထားတဲ့ကျွန်တော်လက်ကိုသူ့လက်ဖက်နဲ့စုပ်ကန်ထားရင်အတန်ပြဲကြီးနဲ့အော်တယ်လှုပ်ကြပါအောင်ဆွဲကြပါအောင်ဝင်းမင်းမောင်ငါ့ကိုဆွဲထိုးမလို့လုပ်နေရကဲကြပါအောင်ကျွန်တော်လက်တွေကိုရုပ်သိမ်းလိုက်ပြီးတောက်တစ်ချက်ခောက်အတန်းထဲကနေလစ်ထွက်လာခဲ့လိုက်တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ကြောင်းထွက်လိုက်တယ်တကိုယ်လုံးကြည်ပြစ်ပုတ်ပြစ်လော်မာနေရဲ့တင်းရင်မာနဲ့အပေါင်းမတတိုက်တို့မျက်ခွက်ကိုမကြည့်ကျင်တော့လို့ဘဝတစ်သက်လုံးလဲသူတို့နဲ့မတွေ့ရပါစေနဲ့လို့ဆုတောင်းတယ်ကျွန်တော်တို့ကျောင်းမှာရက်ကွက်မှာလုပ်ငန်းခွင်မှာပတ်ဝန်းကျင်မှာတင်းရင်တို့အဖွဲ့ဘလောက်တောင်များရှိနေတယ်လဲသူတို့ရဲ့ဂလော်ကလဲမှုတွေကြားထဲမှာတီးခန့်ရမချစ်တော်လဲအောင့်ငါနန်းရအနေသူတွေကဘလောက်တောင်များရှိနေပြီလဲအာမတန်မန်လျှော့နေရသူတွေဘလောက်တောင်များနေပြီလဲတေချာတာကတော့နေရာတိုင်းမှာကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့်တင်းရင်တို့အဖွဲ့တော့ရှိနေမယ်ဆိုတာပါပဲမေတ္တာရိပ်မှာအေဂျင့်ပါစေထင်နိုင်အောင်